သာသနာတော်နှစ်2550ခုနှစ်ဘောဇာတက္ကရာ1369ခုနှစ်ဒုတိယဝါဆိုလဆန်း17ရက်နေ့ညရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်သမစေတီလမ်းရှုစလစီပွားရေးတာဝန်အခမ်းအမှတ်905ခရှိနေဥက္ကံကျူတော်ခင်ခင်ဝေမိသားစုတို့၏နေအိမ်တိုက်ခန်းအတွင်းဝယ်ဆင်းကျင်းပပြုလုပ်အပ်သည့်ညဥယျာဉ်ဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောဘဝခရီးဝယ်ရွေးချယ်ရမည်လမ်းတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်အခမ်းအနားကိုရှင်ဘုန်းတော်လည်းသင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံအာယုပြုကာတည်ပြုပတ်ဆိုအပ်သောဝန္ဒနာပနာမအာလိတာဂါထာဝိယုစုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကဗံကောတိဒီပိအပမေယံကာလံကရုံတော်တိတုကရာတိခေရံကတောလောကဟိတယာနာသောနမောမဟာကရုဏိကတတတ္တယောနာသောဝိနိယမြာသာတတ္တဝါဣချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါလည်းဖြင့်နာထမြညာဖြင့်ရှင်တော်မြတ်ဘုရားသည်ကမ္မဂောတိဟိတိဂရေကဘာရေအတွက်သင်္ချာလို့ဖြင့်တော်လဲအဘမေယံရေကတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါတော့ကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးကတတိတုကေရဏိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမီးကာနှင့်တထာဇနီသမင်းကြီးဟုကျတိထဝေငါးဘက်အစုအလုံးခဲရင်သောကုသိုလ်ကိုကရောတော်ဘုရားဖြစ်တဲ့ဤတန်ကျိုးကိုအထုတော်မူရသည်ဖြစ်၍ခေရအချင်းချင်းလုံးအသက်ဆုံးနဲ့နှလုံးစေဝံကိုရောဤပြမခြင်းတို့တတော်ဝဒနာစိတ်ကများစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကသတ္တဝါများယဝေသာကေသသနာရှိခင်မဟာကရုဏာအရှင်ဖြစ်တော်မူသောတသနာသတ္တဝိနိယများစွာသတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဘုံပေါင်းခါသဖြင့်နာထအမြညာထိုရှင်တော်မြတ်ဘုရားအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဘဝခရီးမှာရှောင်လန်းရမယ်လားဒီတိုင်းဘဝတစ်ခုရထားကြရထားတဲ့အခါကျတော့မိမိတို့ရဲ့ဘဝမှာဘာသာတရားတွေကလည်းမျိုးစုရှိဟောပြောတဲ့ပုဂ္ဂိုလ်တွေကလည်းအများယုံကြည်ချက်တွေကလည်းအများကြီးရှိဘာနဲ့ဥပမာပြုတယ်လဲလို့ဆိုရင်ဒီဘုံကြီးတစ်ခုကြည့်လိုက်လမ်းဆောင်တွေကအများကြီးအဲ့ဒီလမ်းဆောင်ရောက်နေတဲ့ပုဂ္ဂိုလ်တရားမှာဘယ်လမ်းနဲ့လျှောက်ရမလဲဆိုနာရွေးချယ်ဖို့ဆိုတာတော့ခဲဘယ်လမ်းသွားရမလဲဒီကနေ့ခေတ်မှာလည်းရှိပေါ့အာရတရားတွေအခုလည်းတစ်ခုတူညီတာမဟုတ်မမှန်တရားလို့ပြောတဲ့အရာတွေကလည်းတစ်ခုနဲ့တစ်ခုမတူညီဘူးမတူညီတဲ့အခါကျတော့တစ်ခုကအမှန်လို့ပြောလို့လည်းတစ်ခုကျတော့အမှားဖြစ်နေတယ်အမှန်နဲ့အမှားရွေးချယ်ဖို့ရစမ်းမရှိဘူးဆိုလို့ရှိရင်
ရွေးချယ်ကြဖို့အမှန်တမ်းခိုင်းပါတင်စားပြီးတော့ဘဝခရီးကိုနေလမ်းကရှောက်ရမလဲကိုယ့်ကိုရွေးချယ်ကြဖို့အမှန်တမ်းအရေးကြီးဘုရားဘာသာတရားတော်ထဲမှာတောင်းမှပဲအရွေးခဲ့နေတဲ့ပုဂ္ဂိုလ်ရှိသေးတာဥပမာလဲမြန်မာနိုင်ငံမှာကမ္မထမ်းကြီးတွေမျိုးမျိုးရိတ်တာမျိုးရှိတဲ့အဲမှာတချို့ရိတ်တာကဘာကိုရှိရမယ်လို့ဟောတယ်တချို့ရိတ်တာကဘယ်ဟာကိုရှိရမယ်လို့ဟောတယ်အဲ့ဒီလိုဟောတာကိုစာပေကျမ်းကမကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တရားအနေနဲ့စဉ်းစားလိုက်လို့ဆိုလို့ရှိရင်ဘယ်ကံကပို့ပြီးတော့မှန်တယ်လေဘယ်နည်းကပို့ကောင်းတယ်လေဆိုတာပြောဖို့ခက်အဲ့ဒီလိုရွေးချယ်ဖို့ခက်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ဘုရားမြတ်စွာကလမ်းကြောင်းတစ်ခုကိုရွေးချယ်ပေးဘုန်းကြီးတို့တွေအဲ့ဒီလမ်းကရှောက်တာဘဝခရီးသွားတဲ့အခါတရားရွေးပြီးတဲ့လမ်းအမှန်တရားနဲ့ပတ်သက်ပြီးတော့ဝေစရာတွေဖြစ်လာလို့ရှိရင်မှန်ကန်တဲ့လမ်းကိုဘယ်လိုရွေးမလဲဆိုတာကိုဘုရားမြတ်စွာကကေသမုဒ္တိတလုံးလို့လည်းခေါ်တယ်မြန်မာနိုင်ငံမှာထင်ရှားတာကာလမတုတ်လို့ထင်ရှားတော်တော်များများကကာလမတုတ်တာအချို့အချက်ကလေးများကိုယူပြီးတော့ပြည့်ပြည့်စုံစုံမဟုတ်ဘဲနဲ့ဘုရားမြတ်စွာဟောထားတဲ့ကာလမတုတ်တွေကအချို့အချက်ကိုယူပြီးတော့မပြည့်မစုံရေးသားထားကြတာလည်းရှိတယ်။ဘုန်းကြီးကဒီကနေ့ကာလမတုတ်ကိုချုံးမှုပြီးတော့ကာလမတုတ်ကဘုရားဟောကြားတဲ့ရွေးချယ်ရမယ့်လမ်းဆိုတာပါပဲ။ဘုန်းကြီးတို့တွေဘဝခရီးကိုရှောင်လန်းတဲ့အခါရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားကိုယ်လမ်းကိုရွေးချယ်ဖို့မြတ်စွာဘုရားကလည်းထိုကဲ့သို့ရွေးဖို့ရတဲ့နိလန်းညွှန်ပြပြီးတော့ဟောတာဖြစ်တယ်။ဘာဖြစ်လို့ဒီသုတ်ဟောတာတော့လို့ဆိုတော့ဒီသုတ်ဟောတဲ့နေရာဌာနကအိန္ဒိယနိုင်ငံကဒေသတစ်ခုမှာကောသလတိုင်းထဲမှာအပါအဝင်ဖြစ်တဲ့ဒီဘုံရွာကြီးတွေပါရှိတယ်။အဲဒီရွာကြီးကိုကေသမုဒ္တိရွာကေသမုဒ္ဒရွာလို့ခေါ်တယ်။အဲဒီကေသမုဒ္ဒရွာကြီးကဘယ်နားမှာရှိတော့လို့ဆိုတော့တောအုပ်ကြီးတစ်ခုရဲ့အဝင်ဝမှာရှိတယ်တဲ့။တောအုပ်ကြီးအဝင်ဝမှာရှိတော့ဆိုဒီတောတန်းကြီးကဖြတ်သန်းပြီးတော့ဟိုဘက်ကိုသွားကြရအဲ့တော့ဒီကေသမုဒ္ဒဆိုတဲ့ဒီဘုံရွာကြီးကတောအဝမှာရှိတော့တောစခန်းကိုဖြတ်သန်းလို့သူတိုင်းသူကေသမုဒ္ဒမှာတဲခုပြီးစခန်းချကြရတယ်။တောရင်းကြီးကိုဖြတ်သန်းပြီးတော့ဒီဘက်ရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာလည်းကေသမုဒ္ဒဆိုတဲ့ဒီဘုံရွာမှာခိတ္တခဏကျန်နာတာဆိုတော့တကယ်စခန်းကြီးတစ်ခုဖြစ်နေတာပေါ့အဲဒီကေသမုဒ္ဒရွာစခန်းကြီးမှာဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ကြီးညောင်များစွာတောစခန်းဖြတ်သန်းပြီးတော့ခရီးသွားကြတာရှိတယ်ဘုရားမြတ်စွာလက်ထက်ကလည်းဘာသာတရားဟောပြောတဲ့ပုဂ္ဂိုလ်တွေကအမှန်များအဲဒီပုဂ္ဂိုလ်တွေကရောက်လာလို့ရှိရင်ကေသမုဒ္ဒရွာမှာဟောပြောပွဲတွေလုပ်သွားဟောပြောပွဲတွေလုပ်လို့သွားကြတယ်ဟောတဲ့ပုဂ္ဂိုလ်တိုင်းမှာသူ့ဝါဒကိုရှေ့တန်းတင်ပြီးတခြားပုဂ္ဂိုလ်တွေရဲ့ဝါဒကိုပုတ်ခတ်ပြီးကြည့်ပြောသွားတာတွေရှိတယ်များသူ့ဝါဒကကောင်းတယ်သူ့ဝါဒကကောင်းတခြားဝါဒတွေကမမှန်ဘူးတို့ဝါဒကကောင်းတယ်မျိုးတခြားဝါဒတွေကမမှန်ဘူးနဲ့မိမိဝါဒကိုရှေ့တန်းတင်ပြီးတခြားဝါဒတွေကိုပြစ်တင်ရှုပြပြီးတော့ဟောတော်တယ်
မြတ်စွာဘုရားကြွလာတဲ့အခါကျတော့ဒီသဗုဒ္ဓရွာကကာလာမလို့ခေါ်တဲ့အမျိုးသားတွေဟာဘုရားရှိရာကိုထွက်လာကြတယ်ဘုရားအမတ္တမဒုက္ခိတုကာလတော်ကဘုရားရဲ့ဆိုတာဂုံကလေးအမတန်ကြီးတဲ့ပုဂ္ဂိုလ်ဂုံကလေးကြီးတော့ဘုရားကြွလာပြီဆိုလို့ရှိရင်ဘုရားကိုလာရောက်ပြီးတော့စိတ်ကကြတယ်အဲဒီလိုလာရောက်စိတ်ကပြီးတော့သူတို့ရဲ့အခြေအနေမှန်ကိုမြတ်စွာဘုရားကိုရှောက်တယ်ဘုရားဘာသာတွေတော့ဟုတ်တယ်မဟုတ်ဘူးအားလုံးကဘုရားဘာသာမဟုတ်ဘူးသို့တော့နာမည်ကျော်ကြားတဲ့ဘာသာရေးခေါင်းဆောင်တူလာတာဆိုပြီးတော့လာရောက်တွေ့ကြတဲ့ပုံပဲအဲဒီတွေ့ရတဲ့မှာလူတွေကဘာလျှောက်တယ်ဆိုတော့ရှင်ဘုရားတဲ့ဘာသာရေးဆရာတွေဟာဂိုင်းတိတိကဘာသာရေးအမျိုးမျိုးကဒီကေနဘုရားရောက်လာတဲ့တရားပဲရောက်လာပြီးတဲ့အခါမှာသူတို့ဘာသာတရားသူတို့ရဲ့အယူဝါဒကောင်းကြောင်းပေါ်ပြီးတော့တခြားအယူဝါဒတွေကိုတော့မမှန်ဘူးဆိုပြီးတော့ပြစ်တင်ရှုတ်ချသွားကြတယ်ဗျာအဲ့ဒီလိုကြီးပဲသွားတော့တပည့်တော်တို့မှာဘယ်ဟာကအမှန်တရားလဲဘယ်ဟာကမမှန်ဘူးလဲဆိုတာရွေးချယ်ဖို့ခက်နေတယ်ဗျာဘယ်သူပြောတာမှန်ပြီးဘယ်သူပြောတာမှားတော့တပည့်တော်တို့မှာရွေးချယ်ဖို့ခက်တယ်ဟောဒီကနေ့ပြည့်တဲ့ဒီလိုအခြေအနေပဲလောကမှာဘာသာတရားရဲ့တစ်ခုနဲ့တစ်ခုမတူဘူးမတူတဲ့ဘာသာတရားတွေကိုကြည့်လိုက်ရင်ဟောဘုရားကကောင်းလို့ဒီဘာသာကောင်းလို့ဘုရားကမှန်လားဒီဟာမှန်လားဘယ်ဟာကိုရွေးချယ်ပြီးလိုက်နိုင်ရမှာမသိအောင်လူတွေမှာအခက်အခဲကြုံနေတာဒီသဗုဒ္ဓရွာကလူတွေကလည်းဒီလိုအခက်အခဲကြုံနေလို့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါရှောက်တော့မြတ်စွာဘုရားကဟုတ်တာအောင်းတယ်အမျိုးမျိုးပြောနေတဲ့ကြားထဲကနေဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်ဆိုတာတန်လျာဖြစ်เสียကြီးတယ်တော့ဘုန်းကြီးဒီကံရောက်ပါရောက်လာတော့တချို့ပုဂ္ဂိုလ်တွေရဲ့အတွေးကိုမရှောင်တချို့ဘာသာတရားကလိုက်နိုင်လို့မတန်ခက်ခဲတချို့ဘာသာကလိုက်နိုင်ခက်ခဲလွယ်တယ်ပေါ့တချို့ဘာသာခက်ခဲပြီးတချို့ဘာသာလွယ်တော့လူဆိုတာအလွယ်ကြိုက်တယ်ဆိုပါစို့ဘုရားဘာသာရဲ့အခြေခံကိုပြောလို့ဆိုရင်ဘုရားဘာသာကံတိုင်းအကျိုးကိုလေးနဲ့ထားပြီးတော့ဟောတယ်ကုသိုလ်ကံအကုသိုလ်ကံဘုရားကကိုခံရတယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံရတယ်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးစံစားရတယ်ကံတိုင်းအကျိုးအလေးနဲ့ထားပြီးတော့ဘုရားဘာသာမှာဟောတယ်ဘုရားကိုခံဘုရားဘာသာတရားကမှားတာမရှိဘူးဒီလိုဟောတော့တချို့ဘာသာတော့အဲ့လိုမဟုတ်ဘူးလုပ်ချင်တာတော့ဘုရားရှိဒုထပြီးတော့ confession လုပ်လိုက်တောင်းမှလည်းမရှိဖြစ်ဒီကုန်ပြီးရောက်တော့မွေးခံဖို့ဘယ်တော့စိတ်ကူးထဲမှာသူတို့ဘယ်လိုပေါ်လို့ဆိုတော့ဘုရားကိုကိုးကွယ်ထားရတယ်ဘုရားကမလည်းမမဘူးကိုဖြစ်တာကိုခံရမယ်ဆိုလို့ရှိရင်မလည်းဘုရားကိုးကွယ်ရတာကိုကောင်းလားဒီလိုအတွေးမျိုးတွေပြင်ရတယ်မလည်းဘုရားကိုယ်ပဲရတာပို့ပြီးတော့မကောင်းဘူးလားအဲ့ဒါနဲ့ပတ်သက်ပြီးဘုန်းကြီးပြောလိုက်အေးတကယ်ခုံးရင်တော့မလည်းဘုရားကိုယ်ပဲကောင်းတာဟုတ်မမပဲနဲ့ငါ့ရဲ့ချင်းနေပြီးတော့ကိုယ်ပဲဆိုတာလူဖြစ်ရှုံးဘုရားအားကိုးနဲ့လုပ်ချင်ရလို့အချိန်ကြရင် confession လုပ်လိုက်လို့ရှိရင်အာရုံကြည်ရောက်တယ်ဆိုတာသူပြောတဲ့အချိန်တကယ်ဖြစ်တာလားမဖြစ်ဘူးလားဆိုတာတော့စဉ်းစားဖို့လိုဖြစ်ရင်တော့အားကိုးကြအောင်ပါမယ်ဟုတ်တယ်လေလူဆိုတာအလွယ်ကြိုက်တာပဲ
ဘုရားဥပမာတစ်ခုပြောကြတယ်အေးဒီလိုတစ်ခုကျူးတော့ပြီးတဲ့အခါဥပဒေအရအေးယူခံရပြီအဲ့ဒီအေးယူခံရတဲ့အခါမှာဘုရားရှင်က confession လုပ်လိုက်ပြီးတော့ဒီအပြစ်ကဖတ်တော့ပါတရားရုံးမှာ6ချက်ပြီးဒီအပြစ်ကလွတ်ငြိမ်းချမ်းသာခွင့်တောင်းရင်လောကမှာရနိုင်သလားမရနိုင်နော်လက်တွေ့အားဖြင့်မရနိုင်တာကိုရတယ်လို့ထင်ပြီးတော့ပြမှုကျူးလွန်တဲ့ပုဂ္ဂိုလ်ကိုရုံးမနေပြီအေးလောကနာလုံးပဲတရားရုံးကြတော့က6ချက်ပေးလိုက်မယ်6ချက်ပေးလိုက်တာနဲ့တကယ်နဲ့ပြမှုတွေအားလုံးဘယ်လိုမျိုးလုပ်စေရမှာဒီလုံးတဲ့ဥပဒေကတော့မရဘူးဆိုရင်သဘာဝတရားကနှုတ်ထားတဲ့ဥပဒေဘယ်လိုလုပ်ရဆိုတော့ဒီကစဉ်းစားပါအဲ့ဒီလောကမှာအပြောနဲ့တင်တာလောကမှာအများကြီးရှိတယ်တကယ်လက်တွေ့မဖြစ်ဘူးနော်တကယ်လက်တွေ့မဖြစ်တာအများကြီးအဲ့တော့ကိုလို့ရင်ကိုခံရတယ်ကိုကြိုးစားရင်ကိုဆံရတယ်ဆိုတာအလုံးจิตတတ်တဲ့ဘုန်းကြီးတို့ကအဖြစ်လို့ဆိုတရားရာပုဂ္ဂိုလ်ကိုတည်တာလေလက်တွေ့ကြတော့လည်းမဟုတ်ဘူးဆိုဟုတ်တယ်ကလေးတွေကာဝတ်ကြည့်တဲ့ကလေးတွေကြီးကိုစားချက်ကိုရတာပဲလေကိုစားရင်ကိုရတာပဲဒီများသားကခံကြည့်ရင်ကိုမဝဘူးတော့လက်တွေ့တကယ်ကို practical ကြတာဘုရားတရားတော်တကယ်ပဲဘုရားကိုခံရတကယ်လက်တွေ့မှာဟုတ်တယ်ကိုကြိုးစားရင်ကိုဖြစ်တာမကြိုးစားရင်မဖြစ်ဘူးဉာဏ်ဉာဏ်တွေဘလောက်ကောင်းကောင်းအိုင်ကျူဘလောက်မြင့်မြင့်ကြိုးစားဖို့ဆိုတဲ့ပုံဘာမှဖြစ်မှာကြိုးစားပြီဆိုရင်လောဘဝိရိယရဲ့ကျိုးတာအေးရာရာမှာဘုရားသခင်ကမနေတယ်ဆိုတဲ့ပုံကိုယ်တွေကြတယ်အချိန်တန်တရားအားကိုးဖို့ဆိုတော့သူကကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားကြရဘာမှမလုပ်ဘူးWhat should be done, what should not be done, ဘာလုပ်တဲ့လဲဘာမလုပ်တဲ့ဘူးလဲဆိုတော့ပိုင်သားကြရတယ်မလို့လုပ်တဲ့မလုပ်တဲ့စဉ်းစားနေကြမလို့လုပ်ချင်တာလုပ်လူရဲ့ဉာဏ်ဉာဏ်လူတွေကလည်းဘာမှတန်ဖိုးမရှိလူရဲ့လုံလဝိရိယလည်းဘာမှတန်ဖိုးမရှိအတိမမပြုတဲ့ဘောဖြစ်တရားရာကြားတဲ့ခင်ရဲ့လူဝချာဒီလိုဖြစ်သွားတာဟုတ်အဲ့တော့လက်တွေ့မှာဒါလေးအကုန်ဖြစ်နိုင်မလားလို့ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ပဲစဉ်းစားကြည့်ဘုရားမြတ်စွာဟောတဲ့တရားတွေကလက်တွေ့လုံးလို့ရတဲ့တရားကိုဟောတာစိတ်ကူးရင်ပြီးတော့မျှော်မှန်းရမှာမဟုတ်ဘူးဒီကနေ့လုံးနေတဲ့လုံးရတဲ့မျက်စိမှာအကျိုးဖြစ်ဖို့တကယ်လုံးနေဆိုတော့ဒီလမ်းပေါ်မှာလျှောက်ပြီးဒီစခန်းရောက်မယ်ဆိုတာသိချာနေတာလမ်းကြောင်းပေါ်မှာလျှောက်နေထိုလမ်းကြောင်းမှန်မှန်လာလျှောက်နေစခန်းကိုမြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေလမ်းကြောင်းမှန်ရင်ထိုစခန်းကိုရောက်တော့မှသိချာဆိုပါတော့ရွှေကုံဘုရားကိုတော့ရွှေကုံဘုရားကိုဥတည်ထားတဲ့လမ်းကြီးပေါ်မှာလာလျှောက်ရောက်ကိုရောက်တော့မှအေးရောက်ရင်တော့ပြန်မလျှောက်နဲ့မရောက်တဲ့လမ်းလည်းမလျှောက်နဲ့မရောက်တဲ့လမ်းလျှောက်မယ်ရောက်ရင်ပြန်လျှောက်မယ်ဆိုရင်ရွှေကုံဘုရားရောက်မှာဟုတ်တယ်ဒါလေးကငြင်းပယ်လို့ရတဲ့အရာလေးမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားကလက်တွေ့အနေနဲ့ကိသမုဒ္ဒိကလူတွေကိုကိသမုဒ္ဒရာလူတွေကိုလက်တွေ့အနေနဲ့ကိုယ်ပိုင်ဉာဏ်ချက်လုံးဖို့မြတ်စွာဘုရားဒီသုဒ္ဓံကိုဟောတာအဲဒီသုဒ္ဓံမှာလူတိုင်းအတွက်ဘဝခရီးမှာခိုင်တိုင်းတစ်ခုလုံးမဲ့လို့လည်းပြောတယ်ပြောဒီလမ်းကြောင်းပဲအမှန်တမ်းမှန်ကိုရှိတဲ့ဉာဏ်ကိုဘဝခရီးရွေးချယ်ရမယ်နာမ်ဒီထဲမှာကြာကိသမုဒ္ဒိကလူကိသမုဒ္ဒရွာကလူတွေကိုမြတ်စွာဘုရားဒီလိုတမယောဖြစ်နေတယ်ဆိုလို့ရှိရင်ငါပြောမယ်
မှန်တရားကိုရှာတဲ့အခါမှာမာအနုတ္တဝိနာတစ်ဆင့်ကြားစကားပေါ်မှာအခြေခံပြီးတော့လည်းမှန်တရားကိုရှာနေဘုရားပြောဒီလိုပြောတစ်ဆင့်ကြားစကားဆိုတဲ့အခါပေါ်မှာအခြေခံပြီးတော့လည်းမှန်တရားကိုရှာနေtradition လို့ခေါ်တဲ့အစဉ်အလာကျင့်သုံးလာတဲ့အစဉ်အလာယုံကြည်ချက်တွေနဲ့လည်းမှန်တရားကိုရှာနေဘာဖြစ်လို့လဲဆိုရင်တစ်ဆင့်ကြားစကားဆိုတာတွေကလည်းမှန်တာလည်းရှိမှားတာလည်းရှိဟုတ်ချင်မှလည်းဟုတ်တယ်ဟုတ်ရင်လည်းဟုတ်သိချာတော့မပြောနဲ့ tradition လို့ဆိုတဲ့လူမျိုးတစ်မျိုးကဆင်လာကျင့်သုံးလာတဲ့လက်ခံလာတဲ့အရာနဲ့မှန်တာလည်းရှိမှားတာလည်းရှိသိချာတော့မပြောနဲ့ဒါကြောင့်အဲ့ဒါနဲ့ဆုံးဖြတ်တယ်မာဣတိခိရာယဒုယောဂလာမိတာဒီလိုတဲ့လို့ဘုရားလောက်တာနဲ့လည်းအမှန်တရားကိုဆုံးဖြတ်လို့မရဘူးတဲ့ဒီပြောတဲ့ဘုရားမှန်ရင်လည်းမှန်မှားတယ်မှားဒီရရနေတဲ့လို့ဆိုနောက်တစ်ချက်ကမာပိဋကသံပဒါနေတာပိဋကဆိုတာကိုသင်ထားတဲ့စာကိုသင်ထားတဲ့စာနဲ့ကိုက်ညီရဲ့ဆိုရုံနဲ့လည်းပဲအမှန်တရားကိုဆုံးဖြတ်တယ်ပေါ့စာထဲမှာဒီတိုင်းပါတာပဲစာအုပ်ထဲမှာဒီလိုရေးထားတာပဲဆိုတာနဲ့လည်းအမှန်တရားကိုဆုံးဖြတ်တယ်ဘာလို့လဲဆိုစာအုပ်ထဲမှာရေးထားတာမှားတယ်လည်းမှားမှန်တယ်လည်းဟုတ်ပြောလို့ရတယ်ကလေးခေတ်မှာနိုင်ငံတကာမှာအင်္ဂလိပ်ဘာသာနဲ့ရေးထားတယ်ဘုဒ္ဓဇင်ဆိုတဲ့ခေါင်းစဉ်တက်ထားတဲ့စာအုပ်တော်တော်များများကိုယ်ယူဝါဒတွေနဲ့ရောပြီးတော့ရေးထားတဲ့စာအုပ်တွေတော်များမြတ်စွာဘုရားရဲ့အာဘောအတိအကျမဟုတ်ဘဲနဲ့ကိုယ်ချင်ရမြင်ရရေးထားတာမျိုးအများကြီးရှိတယ်။ခေါင်းစဉ်တက်တာတော့ဘုဒ္ဓဇင်နဲ့ဒီစာအုပ်ထဲပါမယ်ဆိုပြီးတော့အကုန်လုံးစာအုပ်ထဲကပါတဲ့အတိုင်းနဲ့မှန်တယ်လို့ဒီလိုတွေ့ရဘူးတဲ့။မှန်တရားရှာလို့ရနောက်တစ်ခုကအမှန်တရားကိုရှာတဲ့နည်းတစ်နည်းရှိတယ် logic လို့ခေါ်တယ်။အဲဒီ logic ဆိုတဲ့နည်းနဲ့ရောအမှန်တရားကိုရှာလို့ရမှာ။ရှာလို့မရဘူးလေအမှန်တရားရှာ။ logic နဲ့ရှာလို့ကျိုးကြောင့်ဆင်ခြင်နေတဲ့အဲ့ဒီနည်းစနစ်တစ်ခုကြီးမှန်တဲ့ကမှန်တယ်မမှန်တဲ့ကမှန်ကျိုးကြောင့်ဆင်ခြင်နေဆိုတာလူတိုင်းဟာသိကျိုးဖြစ်တယ်ဥပဆိုတဲ့လူဟာလူဖြစ်တယ်ဒါကြောင့်ဥပအသိကျိုးဖြစ်တယ်ဟောဒီဖြက်ကမှန်တယ်တခြားနည်းနဲ့လည်းတွေ့ပြီးတော့ရှိမှန်မြန်မဲ့ဒီဖြူတော့အရာရှိကိုဖြူတဲ့မဲ့တကောင်ကိုကြည့်ပြီးမဲ့ဟာဖြူတယ်အဲဒါကိုကြီးကန်းကြီးဖြူတယ်လို့ဆိုမှားပါလားအဲ့လို logic နည်းနဲ့သင်ရင်တိုင်းတာလို့ရှိရင်လည်းအမှန်တရားဆိုတွေ့နိုင်တယ်။ဒါနဲ့လည်းသုံးသပ်တယ်။ဒါကြောင့်ဘုရားရဲ့တရားတော်ကြီးအတ္တကဝါစရောလောရှိကြီးနဲ့သင်္ကြန်လို့ညံ့ဘူးမှန်တရား။တခါတည်းကျတော့ inference လို့ခေါ်တဲ့အနုမာနဆိုတာမှန်းဆပြီးတော့ရှိတယ်။ဆိုပါစို့တရားသင်္ကတရားဒီတစ်လုံးကိုဒီသင်္ကတရားဒီကိုစွတ်ပြီးတော့စားကြည့်လိုက်တယ်တရားဒီကချင်းတဲ့တရားဒီတွေ့တော့တွေ့တဲ့အခါကျတော့ဒီတရားဒီချင်းတယ်လို့ကြားတဲ့တရားဒီတွေလည်းအကုန်အချင်းကြီးပဲလို့ဒီကုန်းဆိုင်ရင်မမှန်ဘူးချိုးတဲ့အတိနဲ့ရှိတယ်ဒီလိုဒီဟာသတ်တာများတယ်လို့မို့ချိုးတဲ့တရားဒီလည်းရှိသေးတယ်အဲ့ဒါမျိုးလို့ပေါ့ inference ဆိုတာလည်းပဲသိပြီးမှန်တရားကိုရှာတဲ့အခါလုံလောက်တဲ့ဆုံးဖြတ်ချက်ကိုမပေးနိုင်ပါဘူး
အကျိုးကိုကြည့်ပြီးအကြောင်းကိုဆုံးဖြတ်တာအကြောင်းကိုကြည့်ပြီးတော့အကျိုးဆုံးဖြတ်တာဒါကိုအနုပါဒလို့ခေါ်တယ် inference အဲ့ဒါနဲ့လည်းအမှန်တရားဆိုတာဆုံးဖြတ်လို့မရဘူးတဲ့လောကမှာအမှန်တရားကိုလူတွေလက်ခံနေကြတာဒါတွေပေါ်မှာအခြေပြုနေတာနောက်တစ်ခုကအာဂါရပရိဝိတက်ကဝိသန္နလို့ခေါ်တယ်ကျိုးကြောင်းဆင်ခြင်ပြီးအဖြစ်ဒါတွေကတော့အကြောင်းနဲ့အကျိုးနဲ့စီလျော်တယ်လို့ဆိုပြီးတော့အမှန်တရားကိုရှာလို့မရဘူးတဲ့အဲ့ဒါဘယ်အခါလွဲသွားနိုင်လဲဒါကြောင့်သိကြတဲ့အရာမဟုတ်ဘူးနောက်တစ်ခုလူတွေကအမှန်တရားကိုရှာတဲ့အခါမှာမာနဲ့ရှာလို့ရှိဒိဋ္ဌိဒိဋ္ဌာနဲ့ခံပြီးတာကိုယ်ကအမျိုးမျိုးတွေးခေါ်ပြီးတော့စံနစ်တဲ့လို့ယူထားတဲ့အယူဝါဒနဲ့ကိုက်နေလို့ရှိရင်လက်ခံကြတယ်။ငါကြိုက်တဲ့အယူဝါဒနဲ့ငါအချင်းနဲ့ကိုက်ငါအမြင်နဲ့တော့မှန်တယ်လို့ဆိုပြီးတော့ကိုယ်အမြင်လေးနဲ့မှန်လို့ရှိရင်လည်းမှန်တရားလို့ဒီလိုလက်ခံကြတယ်။အဲ့ဒါလည်းပဲစိတ်ထားရတဲ့တရားတစ်ခုမဟုတ်ဘူး။နောက်တစ်ခုလူတွေကအမှန်တရားကိုရှာတဲ့အခါမှာဒါလေးကတော့မှတ်သားထိုက်တယ်ဟုတ်တယ်ယုတ်တိရှိတယ်ဆိုတာလေးနဲ့အမှန်တရားကိုလက်ခံတာဖြစ်ရှင်းတယ်လို့စဉ်းစားဒါလည်းပဲစိတ်ချရတဲ့အကြောင်းတရားတစ်ခုမဟုတ်ဘူးဒါဆိုလို့သူမြတ်စွာဘုရားကမာသနနောမောကုဒီပုဂ္ဂိုလ်ကြီးကတော့တို့ရဲ့ဂုရုကြီးပဲဆရာကြီးပဲသူပြောတာတွေမှန်ရမယ်လို့ဒီလိုလည်းပြောမှာဂုရုမဆေဆရာပြောတာပဲဆရာစကားဆိုပြီးတော့မှန်တရားလို့မဆုံးကြပါနဲ့အခုပြောခဲ့တဲ့အချက်တွေအမှန်တရားကိုဆုံးဖြတ်တဲ့အခါမှာအာဟုယုံကြည်လောက်တဲ့အကြောင်းတရားတွေမဟုတ်ဘူးတဲ့မြတ်စွာဘုရားအာဟုယုံကြည်လောက်တဲ့အကြောင်းတရားဆိုကိုယ်တိုင်လက်တွေ့သိတဲ့ပုံမှာအခြေပြုပါကိုယ်တိုင်သိထားတဲ့ချက်ပုံမြတ်စွာဘုရားကဟောတယ်အေးလောဘဆိုတဲ့သဘောတရားဒေါသဆိုတဲ့သဘောတရားမောဟဆိုတဲ့သဘောတရားပြည့်ရှိသလားပြည့်မရှိဘူးလားဓမ္မလိုပြောရရင်ငရဲရှိသလားမရှိဘူးလားကိုယ့်အကိုစဉ်းစားကြည့်ငရဲရှိတာမရှိတာပြည့်ရှိတာမရှိတာဘာနဲ့တိုင်းတာဒေါသဖြစ်လာပြီဆိုလို့ရှိရင်ထင်ရှားတယ်ပြောကိုယ်စိတ်ရဲ့နှလုံးထဲမှာဒေါသဆိုတာဝင်လာတာနဲ့စိတ်နှလုံးရဲ့အေးချမ်းမှုတွေလည်းဆုံးရှုံးသွားတာဒေတာပေါ့ငြိမ်းချမ်းတဲ့စိတ်ကလေးကိုမှမရှိတော့ဘူးပင်ကိုတည်ငြိမ်တဲ့စိတ်ကလေးပြည့်စည်ပါအဲ့ဒါဒီမဲ့အဖြစ်ဖြစ်သွားပြီပေါ့ဒါဒီပဲဆိုးကျိုးခံရပြီပဲနောက်ဘဝငယ်ရောက်တာမရောက်တာသာဒေါသဆိုတာလေးကဖြစ်လာတာကောင်းမလားမကောင်းဘူးလားစဉ်းစားကြည့်ဖြစ်လာတဲ့အချိန်ကနှလုံးသားကိုပူလောင်စေအရာရာကိုမချင်မနဲ့ဖြစ်လာအတွေးတွေကလည်းပဲရိုင်းခိုင်းတဲ့အတွေးမျိုးတွေတွေးလာတယ်ဒေါသဖြစ်လာလို့ရှိရင်ပြုံးရှင်တဲ့မျက်နှာပျက်စီးသွားတယ်ဒီလိုကိုယ်လုံးအလားဆက်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 တုံးလာတယ်ပြင်းထန်လာလို့ရှိရင်ဟောတခါကပြောပြီးဆိုတဲ့အခါမှာလည်းကျင်လာတဲ့ဆံလုံးမထွက်ဘူးတဲ့မကြောက်မနာတာစကားမျိုးကိုပြောရဲလာလုပ်တဲ့အလုပ်ကလည်းကိုယ့်အတွက်နေနာမဲ့အလုပ်တွေဒီကြားအတွက်နေနာမဲ့အလုပ်တွေပေါ့ဒါမျိုးတွေလုပ်အဲ့လိုဒေါသလက်တွေ့ကြကြစဉ်းစားပြီးတော့ကြည့်လိုက်လို့ရှိရင်သူများကိုလုပ်တာမလုပ်တာဒါကိုယ့်ရဲ့နှလုံးသားနဲ့ဖြစ်လာတဲ့အချိန်ကတည်ငြိမ်မှုတွေဆုံးရှုံးသွားတာကလူလည်းသိတယ်ခါအဲ့လိုပျော်ရွှင်နေတာတွေဆုံးရှုံးသွားပြီငြိမ်းချမ်းနေတဲ့စိတ်ကလေးဆုံးရှုံးသွားပြီနောက်ဆုံးမှာသွေးလိုယောဂရှိရင်သွေးတက်သွားပြီနှလုံးယောဂရှိတဲ့ဒုက္ခတက်ရသွားချက်ချင်းကြောက်တာဒါထင်ရှားတဲ့တာကအဲ့လိုကိုယ်တိုင်သိနေတာဒေါသကောင်းမလားမကောင်းဘူးလား
ကောင်းမှုကိုကိုယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချရပြီ။သက်သာပြရအဲ့ဒါကိုပေါ်လို့ဖြစ်တယ်။ဘာဝတရားတွေဘယ်တရားကလည်းဒေါသကောင်းတယ်လို့ဒီလုံးချင်တာတွေလို့မရှိဝန်ခံလိုက်လို့ရှိရင်အပြစ်တွေကုန်ကြောက်တယ်။ဖြစ်ပြီးသားအပြစ်တွေဘယ်လိုလုပ်ကြောက်ဒေါသကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေဆုံးရှုံးပြီးသွားပြီနှလုံးသားထဲမှာအမုန်းတရားဝင်လာတဲ့ဒီဇိုင်းနဲ့အေးချမ်းတဲ့စိတ်နှလုံးတွေကဆုံးရှုံးသွားပြီတည်ငြိမ်တဲ့စိတ်ကလေးတွေဆုံးရှုံးသွားပြီမပြောတဲ့နာတွေပြောမိသွားပြီမလုပ်တဲ့နာတွေလုပ်မိသွားပြီပြင်လို့ရမရတော့ဘူး What should be done cannot be undone လုပ်ကြည့်ရတဲ့သူကမလုပ်ဘူးလို့ပြောလို့မရတော့ဒီကမှားပြီးချွတ်ချော်တဲ့အားဖြစ်သွားအဲ့တော့ဒီလောဘဒေါသဆိုတဲ့ဘာဝတရားပြစ်ရှိလားမရှိဘူးလားဖြစ်ဆိုတာဘာလို့မကောင်းတဲ့ကျိုးတွေပြီးအဖြစ်ပြစ်ရှိလားမရှိဘူးလားဆိုရှိတာပေါ့ပညာရှိရရှင်းမသနာကဲ့ရလားကဲ့ရတာပေါ့ဒေါသကိုဘယ်သူမှမရှိပါဘူးဘယ်ပညာရှိရမှဒီဒေါသဆိုတာကောင်းတယ်စိတ်ဆိုးတာကောင်းတယ်ဘယ်သူမှမပြောပြောကြလို့ရှိရင်ဒီခန္ဓာစိတ်မဆိုးကြတဲ့တရားနဲ့တရားသိအောင်နေကြတယ်ဒါပဲပြောမှာလူကြီးမှာမင်းတို့ရံဖြစ်ကြတရားနဲ့တရားမတည့်ကြတဲ့မုန်းကြလို့ဘယ်သူမှမဟောဘူးနော်တို့တူပဲလောဘဆိုတဲ့သဘောတရားနဲ့စဉ်းစားကြည့်လောဘဆိုတဲ့သဘောတရားကကောင်းသလားလို့ကိုယ့်ကိုယ်စဉ်းစားကြည့်ဒီလူဆိုတာလောဘတော့ရှိမှာပဲကိုယ်ပစ္စည်းကိုနှမျောတာကိုယ်ပစ္စည်းကိုလိုချင်တာကိုယ်သားမရဖို့ကိုယ်သားမရကိုယ်မိသားစုကိုကိုယ်တွေ့တာဒါအပြစ်လားလို့မေးကြတယ်အပြစ်ဆိုဒီမှာမကောင်းတဲ့အကျိုးကိုလည်းဆောင်းလာတဲ့ပုံကဲလောဘရှိလို့ကိုယ်ပစ္စည်းကိုနှမျောတာကိုယ်ပစ္စည်းကိုတွေ့တာကိုယ်မိသားစုပေါ်မှာကိုယ်တွေ့တာအပြစ်မရှိဘူးလို့ထင်တယ်လားဘယ်လိုအပြစ်ရှိလို့ဆိုရင်တွေ့တာလို့ရှိရင်ဘာဖြစ်လို့ဆိုရင်ကောကဖြစ်တယ်ကောကဆိုတဲ့ဆိုးကျိုးကိုဘယ်သူကရှင်းလာတာလဲဆိုလောဘကရှင်းလာတာဒါအနည်းဆုံးဖြစ်ပြီတွေ့တာတဲ့နေရာမှန်တယ်မြတ်ကောကဆိုတာပါပဲကောကဆိုတာကောင်းတဲ့အရာလားမကောင်းစိတ်ကူတဲ့ရဲ့ကြီးတဲ့ပုဂ္ဂိုလ်ကိုပြီးလို့ဆိုရင်မိခင်မိဘတွေသာသမီတွေနဲ့ပတ်သက်လာအချိန်ကြာလို့အိမ်ပြန်မရောက်ဘူးဆိုလို့ရှိရင်တမျိုးမျိုးနဲ့အိမ်ပြောတာဖြစ်အမျိုးမျိုးတွေးတယ်အပြင်ထွက်သွားပြီဆိုရင်ဘာကြောင့်ဖြစ်လာမလို့ကားရှိတဲ့ပုဂ္ဂိုလ်ကလည်းကားမောင်းသမားနဲ့အပြင်ထွက်လိုက်ရပြီဆိုရင်ကားအိမ်ပြန်မရောက်လို့ချင်းတိုက်ရလာမှာလားမှောက်ရလာမှာလားနဲ့တော့ကရှိမရှိတယ်တော့ကဖြစ်ပစ္စည်းရှိတဲ့တရားပစ္စည်းတွေကြောင်းကြသာသမီရှိတဲ့ပုဂ္ဂိုလ်သာသမီတွေကြောင်းကြအဲ့ဒါလောဘကပြီးတဲ့ပြဿနာတွေပေါ့လောဘကပြီးတဲ့ problem တွေလေလောဘမရှိဘူးဆိုလို့ရှိရင်ဒါတွေကငြိမ်းနေမှာပဲသိကြတယ်အဲ့ဆိုဘုရားဟောတယ်ပြည့်ရတော်ဆိုင်လေးတော့ဖို့ရှင်းရှင်းလေးပဲချစ်ခင်တွေ့တာမှုဒီတောကကိုဝေးဖွားပေးတတ်တယ်လူတွေကတော့ကြိုးစားတဲ့ဒီတောကကျင်းမိုးရတဲ့ကြိုးစားတယ်ဒါတော့တစ်ဖက်ကချစ်ခင်တွေ့တာမှုကြီးတော့မလျှော့ဘူးတောကပဲလျှော့ရမှာနော်အကြောင်းနဲ့အကျိုးကဆက်နေတာအဲ့ဒါဒီကိလေသာကြက်ကဲဒီလောဘကို control လုပ်ရင်လည်းမလုပ်ဘူးဆိုလို့ရှိရင်ဒီလောဘကဘာဖြစ်လာတော့လို့ဆိုကိုယ်ပစ္စည်းလိုချင်တဲ့လောဘကြီးကိုယ်ပစ္စည်းနဲ့မကဘူးသူများပစ္စည်းကလိုချင်လာပြီဆိုရင်ဟောကြာဆုံးမှုတွေဖြစ်သွားခုံမှုတွေသူများတိုင်းမှုတွေကြာဆုံးမှုကျူးလွန်မှုတွေဟာဟောဒီလေလောဘကြောင့်ဖြစ်တယ်အဲ့တော့လောဘရဲ့အဖြစ်ကလောက်ရှိတာအဲ့ဒါမို့လို့လောဘကိုပညာရှိတွေကဒီမကောင်းဘူးလို့ပြောကြတယ်ဒါလည်းတွေ့တယ်မကောင်းဘူးလောဘမထိနိုင်ဘူးဆိုရင်သူပုဂ္ဂိုလ်ဒီတာမန်လူကောင်းတယောက်ကနေပြီးအကိုးလို့သမုတ်ခံရအကိုးဆိုတဲ့ဘဝရောက်သွားပြီ
ဓမြဆိုတဲ့ဘဝမှာရောက်သွားပြီဘယ်သူကပေးလိုက်တဲ့နာမည်လဲဆိုရင်လောဘကပေးလိုက်တဲ့နာမည်အကယ်၍သာသူများပစ္စည်းလိုချင်တဲ့လောဘမျိုးမရှိဘူးဆိုရင်သူဒီကိုယ်ရမြဖြစ်ရမယ်ဘယ်နည်းမှမရဆိုဒီကမောဟဆိုတဲ့ဘာဝတရားသူကရင်ရင်ကလေးရဲ့မောဟဆိုတာအေးကျွေးဝေးနေတာဘာမှပြဿနာမရှိဘူးလို့ထင်တယ်မောဟကကိုပြဿနာရှိတယ်လို့လုံးတဲ့နာရဲ့မလုံးတဲ့နာရဲ့ပြောမသိဘူးမသိတော့ဘာလို့ဖြစ်လို့ဆိုမလုံးတဲ့နာတွေလုံးတယ်လုံးတဲ့နာတွေမလုံးတော့အဲ့တော့မလုံးတဲ့နာကိုလုံးလို့ရှိရင်အဖြစ်ဖြစ်တယ်လို့ပဲလုံးတဲ့နာကိုမလုံးတဲ့နေလို့ရှိရင်အဖြစ်တူတူပဲအဲ့ဒီတစ်ခုလူတွေကတော့ထင်ကြတယ်အာဒီလူကမလုံးတဲ့နာတွေလုံးတာကိုမလုံးတဲ့နာကိုလုံးရင်ကအပြစ်ကိုထင်နေကြတာလုံးတဲ့နာမလုံးလို့ရှိရင်လည်းအပြစ်ပဲဆိုးရုံးနေတာကအတူတူပဲအဲ့ဒါဘယ်ကြောင့်ဒီလိုဖြစ်ရလဲဆိုမောဟရှိဖြစ်မလုံးတဲ့နာကိုလုံးတယ်လုံးတဲ့နာကိုလုံးဘုဒ္ဓရဲ့ကြောင့်ဆုံးရှုံးတဲ့နာမှုတွေညောင်းများစွာဖြစ်လာတယ်။ဒီစဉ်းစားကြည့်လိုက်တဲ့အခါကျတော့ဟောဒီလောဘတို့ဒေါသတို့မောဟတို့ဆိုတဲ့လူတွေရဲ့တဏ္ဍာမှာဖြစ်နေတဲ့သဘာဝတရားတွေကကုသိုလ်လားအကုသိုလ်လားလို့ကိုယ်ကိုစမ်းစစ်ကုသိုလ်ဆိုတာကောင်းကျိုးချမ်းသာတွေကိုပေးတဲ့ဘောတရားအကုသိုလ်ဆိုတာမကောင်းကျိုးကိုပေးတဲ့ဘောတရားမကောင်းကျိုးဆိုကိုယ့်ရဲ့တဏ္ဍာမှာ problem တွေဖြစ်စေတရားနဲ့တရားကိုမတူဘူး problem မျိုးမျိုးပြည့်စုံအဲ့တော့အခြေဆုံးကြည့်လိုက်တဲ့အခါကျတော့ကောင်းကျိုးပေးတယ်မရှိမကောင်းကျိုးတွေပေးတယ်လောဘကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်ဒေါသကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်မောဟကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်အဲ့ဒါမျိုးအကုသိုလ်အပြစ်ရှိတာအပြစ်ကင်းတာလို့ဆိုရင်ဖြစ်ဆိုတာသူများတွေကရှုတ်ချရမှာပြဿနာကိုမဖြစ်စေဘူးလားဖြစ်စေတဲ့တရားတွေရှိတယ်အဲဒါကြောင့်ပြစ်ရှိတယ်ပညာရှိတွေကကဲ့ရဲ့ရှုတ်ချရမယ့်တရားကပညာရှိတွေကချီးမွမ်းတဲ့တရားကဆိုတကယ်ပညာရှိတွေကရှုတ်ချတဲ့တရားတွေဒါရမကောင်းဘူးလို့ရှုတ်ချတဲ့တရားတွေအဲ့ဒီတရားတွေကိုလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တယောက်ဒီကောင်းမှုချမ်းသာရပါလားဆိုရင်မရဘူးဆင်းရဲဒုက္ခတွေရတယ်ဒါလက်တွေ့ကိုယ်ကိုယ်တိုင်စဉ်းစဉ်းစားလို့ရတယ်ပေါ်မှာဖြေထုတ်ဒီနေရာမှာ tradition နဲ့ဆုံးဖြတ်တာမဟုတ်ဘူးနော်စာပေကျမ်းဂန်နဲ့ဆုံးဖြတ်တာလည်းမဟုတ်ဘူး logic နဲ့တွေးပြီးပြောတာလည်းမဟုတ်ဘူးလက်တွေ့ပြီးနဲ့ပြောတာခုနပြောတဲ့ inference ဆိုတဲ့အနုမာနလည်းမဟုတ်ဘူးကိုကြိုက်လို့ပြောတာလည်းမဟုတ်ဘူးမှတ်သားလိုက်တယ်ဆိုတဲ့အချက်ကြောင့်လည်းမဟုတ်ဘူးဆရာကြီးရဲ့စကားပဲဆိုတာလည်းမဟုတ်ဘူး tradition နဲ့မဆိုင်ဒါကြောင့်အမှန်တရားဆိုတာခုနပြောတဲ့ tradition တွေ report တို့ ERC တို့ဒါတွေလည်းဆုံးဖြတ်ရမယ်မဟုတ်ဘူးတဲ့ကိုယ်လည်းလက်တွေ့နဲ့ဆုံးဖြတ်ပါမြတ်စွာဘုရားဒေါသမောဟဆိုတဲ့ဒီတရားတွေရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဒီမကောင်းတာတွေလုပ်နေတယ်ဘလို့ကအမှန်တမ်းအရေးကြီးတယ်လုပ်တဲ့ဆိုတဲ့ကမှားနေမှုတွေဖြစ်တယ်ကောင်းတယ်မကောင်းတယ်ဆိုတာနဲ့ပတ်သက်ပြီးအားလည်းဆုံးဖြတ်ကောင်းတယ်မကောင်းဘူးဆိုတာကြိုက်မကြိုက်နဲ့ဆုံးဖြတ်နေကြကိုကြိုက်ရင်ကောင်းကိုမကြိုက်ရင်မကောင်းဒီလိုမဟုတ်ဘူးတက္ကဗရာမှာရသော်ပြားကစံလေးပေးတယ်မကောင်းဘူးဆိုတာပြောတာမကောင်းဘူးဆိုတာနာတံကမ္မံကတံပါတိယံကတ္တဝအနိတ္တပေယဘအတုလူကောရောဓံဝိပါဒံပတိတိမကောင်းတဲ့မှုဆိုတာဘယ်လိုမှယံကတ္တဝအနိတ္တရုပ်ပြီးတဲ့နောက်ကျတော့မှားလိုက်နေခြင်းဆိုပြီးစိတ်ထဲနှလုံးထဲမှာပူလောင်စေတဲ့အလုပ်မျိုးမကောင်းဘူးအေး
တုတ်ပြန်လာတဲ့အကျိုးတရားကိုခံစားရတဲ့အခါမှာလည်းစိတ်မိတ်ပြီးတော့ငုံငုံယိုယိုနဲ့စိတ်မိတ်ပြီးတော့ခံစားရတဲ့အခါမျိုးဖြစ်ပေါ်စေတယ်အဲ့ဒါကမကောင်းဘူးလေကောင်းမှုဆိုတာကြတော့ဘယ်လိုမှာတော့တိသကမ္မံတတံသာလူယံကတ္တဝနာလူတက်လုတ်ပြီးတဲ့နောက်မှာဘာမှမှားလိုက်တာလို့ပူပန်တရားမရှိဘူးလေအဲ့ဒီအလုပ်မျိုးကကောင်းတယ်ယတပတိကြောင့်သူမဲ့တော့ဝိပါကပတိတိအကျိုးတရားရောက်လာတဲ့အခါမှာလည်းဝမ်းမြောက်တဲ့ပျော်ရွှင်စွာခံစားရတဲ့အခါမျိုးဒါကောင်းမှုကောင်းမကောင်းလဲကောင်းမှုနဲ့မကောင်းမှုမြတ်စွာဘုရားအဲ့ဒါကိုစံထားပြီးတော့ဟောတာကာလမအယုဒ္ဓလေးမြတ်စွာဘုရားကရှိပုဂ္ဂိုလ်ရဲ့လက်တွေ့ဆုံးကြတဲ့ဘယ်သူဟောတာမှန်တယ်ဘယ်သူဟောတာမှားတယ်လို့လုပ်နေတယ်ဒါတွေကိုစဉ်းစားနဲ့လက်တွေ့နဲ့ဆုံးဖြတ်တယ်အသက်ကမြတ်စွာဘုရားဟောတယ်ဒီလောဘနဲ့ဆန့်ကျင်တဲ့အာလောဘဒေါသရဲ့ဆန့်ကျင်တဲ့အာဒေါသမောဟရဲ့ဆန့်ကျင်တဲ့အာမောဟအာလောဘဆိုတာ generosity လောဘရဲ့ဆန့်ကျင်တဲ့သဘောတရားဆုံးလွတ်နိုင်တယ်ပေးကမ်းနိုင်တယ်တွေ့တာမှုမရှိဘူးအာလောဘဆိုတဲ့အတွေ့အကြုံခင်းတဲ့သဘောကလေးဖြစ်လာရင်စဉ်းစားကြည့်ဥပမှုကရောကြမတွေ့တာနဲ့တည်းနဲ့မပူပါဘူးဆိုတော့ပစ္စည်းဥစ္စာကိုတိတ်နှမျောတဲ့ပုဂ္ဂိုလ်နှမျောတဲ့ဆိုတော့ပုဂ္ဂိုလ်စီလေးကိုစုံစုံမဲ့မဲ့နဲ့တိတ်တွေ့တာတဲ့ပုဂ္ဂိုလ်နဲ့ဟိုပစ္စည်းပေါ်မှာအသုံးပြုအောင်လုပ်တဲ့တိတ်မတွေ့တာတဲ့ပုဂ္ဂိုလ်အဲ့ဒီနှစ်ခုဟာသူပစ္စည်းကိုအကြောင်းပြုပြီးတော့တောကတွေ့တာတဲ့ပုဂ္ဂိုလ်ကတောကဖြစ်မတွေ့တာတဲ့ပုဂ္ဂိုလ်ကတောကဖြစ်ဒီစီလေးကမှဖြစ်သိတွေ့တာလုံးလို့ရှိရင်တော့ဒီကနေ့ထဲမှာလည်းသာသမီတွေပေါ်မှာသိချစ်တဲ့ပုဂ္ဂိုလ်ကအတွေ့အကြုံသိကြည့်လို့ရှိရင်တော့ကပို့ချီတချို့မိဘကမှန်သားတော့ပဲသာသမီတွေပေါ်မှာထားတဲ့ဒီကေဖခင်ကသိကြည့်တော့မှမဖြစ်ဘူးပေါ့သူကသူရဲ့အရွယ်ရောက်ပြီဆိုပြီးတော့ဖြေသိနိုင်တယ်အာလောဘဆိုတဲ့ဒီသဘောတရားအဖြစ်တန်တာမှာဖြစ်လာတဲ့ကြိုင်နဲ့ကောင်းတာတွေကိုစဉ်းစားတယ်အများကိုကူညီဖို့စဉ်းစားလာတယ်ပါဝါခြင်းကိုကူညီဖို့စဉ်းစားလာတယ်ဟောကောင်းတဲ့ဘာဝတရားတွေအရောဂဆိုတာဒီပေါ်လာတဲ့ကြိုင်နဲ့မုန်းတိမှုဆိုတာမရှိဘူးအလုံးပေါ်မှာအကျိုးစီးပွားလိုလားတဲ့မေတ္တာဆိုတဲ့ဘောတရားလေးပေါ်လာမုန်းတရားကင်းတဲ့နှလုံးသားပိုင်ရှင်မှာသာဝရငြိမ်းချမ်းတယ်။အဲကြောင့်မို့လို့မေတ္တာအကျိုး7မျိုးလို့မြတ်စွာဘုရားဟောတာပဲ။နှလုံးသားထဲမှာမုန်းတရားမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာသင်္ခါရငြိမ်းချမ်းနေတဲ့အတွက်ကြောင့်ချမ်းသာအိတ်ဆက်ချမ်းသာနေရလို့အိမ်နဲ့ဆိုးပြီးစောင့်ရင်းနာညာလူသားလေးဖြစ်နာပြီးဖြစ်တယ်ဆိုတဲ့အကျိုးတရားရ။ဘာဖြစ်လို့ရတော့ဆိုသူကအေးစစ်ပြီးပဲလေအပူပင်သိမရှိသူများပေါ်မှာမုန်းတာပြီးတာမရှိသည့်အတွက်ကြောင့်သူစိတ်နှလုံးကအေးချမ်းနေတော့အိတ်ဆက်တဲ့ခါမှာလည်းချမ်းသာတာပဲအိယာနိုးတာလည်းအမုန်းမရှိသည့်အတွက်ကြောင့်ဘာမှဘယ်သူမှလည်းသူကမမုန်းဆိုတော့ဟောသူနှလုံးသားကအမြဲတမ်းအေးချမ်းအိမ်နဲ့ဆိုရင်အမုန်းတရားကျင်းပြီးတော့ဒီချင်းအေးမြနေတဲ့နှလုံးသားပိုင်ရှင်စိတ်နှလုံးချောက်ချားွယ်ရာအိမ်မက်တွေတော့နိုင်နေရတာမမဲ့ဆောင်ရင်းနာပြလူသားလေးချစ်ညာလေးချစ်မှာပေါ့အမုန်းတရားမရှိတဲ့နှလုံးသားပိုင်ရှင်ရဲ့မျက်နှာစင်ပါဝရကြီးပြီးတော့နေတာမုန်းတိမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကျတော့အဲ့ဒီလိုမဟုတ်ဘူးဘေးကလူကဆိုသိတာမျက်နှာကြည့်လိုက်တာနဲ့အဲကြောင့်ဘုရားချက်ပြောတယ်ပေါ့သူလုစာစားနေတာကြည့်နိုင်တယ်ဆိုမျက်နှာကကျင်းမာနေတဲ့ပုဂ္ဂိုလ်ကြီးကျတော့ဟုတ်တယ်။ဘာလို့လဲကအလုံးနဲ့ရောက်ကိုပေါင်းတယ်သူ။ဘာလို့လဲသူမျက်နှာကလည်းကျင်းမာနေတာ
သူနှလုံးသားအချင်းချင်းအေးချမ်းမှုမရှိတဲ့အတွက်ကြောင့်ဘယ်သူကမှမပြောနိုင်ဘူးမပြောနိုင်တဲ့အတွက်ကြောင့်သူကဆက်ဆံရေးတွေကြာချစ်ခင်တဲ့ပုဂ္ဂိုလ်တွေနေတာဒါမျိုးကအမြဲတမ်းဆက်ဆံပြီးသင်ရှားတဲ့ကိစ္စဒီအာရောဂဆိုတဲ့သဘာဝတရားဒေါသကိုဖယ်ရှားခြင်းနိုင်ပါတယ်အာရောဂဆိုတဲ့သဘာဝတရားကလည်းဒေါသကိုဖယ်ရှားခြင်းနိုင်ဒေါသကိုဖယ်ရှားခြင်းလို့ရှိရင်အာရောဂထူထောင်ရကိုယ့်ရဲ့စိတ်နဲ့ဒေါသကိုအမုန်းတရားကိုဖယ်ရှားခြင်းလို့ရှိရင်အာရောဂဆိုတဲ့မေတ္တာတရားမိဖြစ်နှလုံးသားထဲဒီထောက်ခြင်းဖြင့်ဖယ်ရှားခြင်းယောဂဖြစ်ရင်ဘာလို့ထိုယောဂကြောင့်တဲ့ဆေးတောက်ဆေးကလာယောဂဖယ်ရှားနိုင်တာတို့တူပဲသဘာဝတရားတွေမှာလည်းအပြန်အလှန်နေရှိတယ်ယောဂကိုဖယ်ရှားခြင်းအာရောဂကိုဒီထောက်ရမယ်သူတို့နှစ်ခုကအလင်းနဲ့အမောင်လိုပဲတူနေဘူးအမောင်ရှိနေအလင်းရှိဘူးလင်းရှိနေအမောင်ရှိဘူးပြန်မဖြစ်နိုင်အာရောဂဒီလောဘကိုဖယ်ရှားဖြစ်တယ်အာရောဂဆိုတဲ့မေတ္တာတရားဒီဒေါသကိုဖယ်ရှားဖြစ်တယ်အမောဟဆိုတဲ့ဉာဏ်ပညာဒီမောဟဖယ်ရှားဖြစ်နိုင်တယ်ဆိုတော့ဒီအာရောဂအဒေါသအမောဟဆိုတဲ့သဘာဝတရားတွေဟာဒီလိုရဲ့ဉာဏ်နဲ့နှလုံးထဲမှာဖြစ်လာပြီဆိုရင်ကောင်းကျိုးချမ်းသာဖြစ်ပုံရှိတယ်အမောဟအတိတ်ကဉာဏ်ပညာသောတာရယမှာအမောဟကနေမောဟကိုဖယ်ရှားပြလိုက်ရင်သူပုဂ္ဂိုလ်ဒီလုံးတဲ့မလုံးတဲ့ရှင်းရှင်းကြီးမြင်လာမြင်ပြီးအတွက်ကြောင့်မလုံးတဲ့နာကိုသူရှောင်တဲ့လုံးတဲ့နာကိုလုံးတယ်လုံးတဲ့နာလုံးပြီးအတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေရတယ်မလုံးတဲ့နာကိုမလုံးပြီးအတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေရတယ်။ဟုတ်ဒါအမောဟရဲ့ဆင်းရဲဒါကြောင့်မို့လို့အလောဘအရောဂအမောဟဆိုတဲ့ဒီသဘာဝတရားတွေကဆိုးကျိုးကိုပေးတတ်တဲ့အကုသိုလ်လားကောင်းကျိုးကိုဖြစ်ပေါ်စေတတ်တဲ့ကုသိုလ်လားလို့ဆိုတော့ကိုယ်ကိုစဉ်းစားကြည့်တာပညာရှိတွေခဲ့ရတဲ့တရားလားချီးမွမ်းတဲ့တရားလားဆိုလူတွေကချီးမွမ်းတဲ့တရားပဲပညာရှိတွေချီးမွမ်းတဲ့တရားပဲလက်တွေ့လက်ခံဖြစ်သွားနိုင်တယ်ဆိုရင်ကောင်းကျိုးချမ်းသာတွေရစေနိုင်တဲ့တရားတွေပဲဆိုတော့အဲ့ဒီသုံးချက်ပြီး tradition နဲ့လည်းမဆိုင်ဘူး PRC ဆိုတဲ့သင်ညာစကားနဲ့မဆိုင်ဘူးပရမရာဆိုတဲ့ tradition နဲ့လည်းမဆိုင်ဘူး ETPR ဆိုတဲ့ report နဲ့လည်းမဆိုင်ဘူးပိဋကသံပဒါနလို့ခေါ်တဲ့စာပေကျမ်းနဲ့လည်းဆိုင်တာမဟုတ်ဘူးစာရဲပါလို့ဆိုတာနဲ့လည်းမဟုတ်ဘူးလောကကြီးနဲ့စဉ်းစားရှင်းနေတာလည်းမဟုတ်ဘူးအနုမာနနည်းနဲ့စဉ်းစားရှင်းနေတာလည်းမဟုတ်ဘူးအကြောင်းကျိုးရှင်းပြပြီးတော့အကြောင်းပြတာလည်းမဟုတ်ဘူးတကယ်ကိုသဘာဝကိုကဘုရားဉာဏ်နဲ့သိနိုင်တဲ့သိတာတဲ့အချက်တွေပဲဖြစ်ပါလိမ့်အဲ့ဒါပြောကြတော့မြတ်စွာဘုရားဒီကာလမယောကလူတွေကာလမဧသဗုဒ္ဓယောကလူတွေကာလမမျိုးသားတွေတန်တရားဖြစ်နေတာကိုယ့်ဟာကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ပြီးလောက်ရမှာပါလဲလို့ဆိုရင်မကောင်းဘူးလို့သိရင်ဆုံးဖြတ်ကောင်းတယ်လို့သိရင်လက်ခံခြင်းတော့ဘုရားနဲ့လုပ်တယ်။ရသော်ဘုရားကရွေးချယ်ရမယ့်ဉာဏ်ကလေးကိုကာလမအမျိုးသားတွေကိုလမ်းညွှန်ချက်ပေးအမှန်တရားကိုရှာတဲ့အခါမှာဒီအစေဆိုတဲ့သင်ညာစကားနဲ့လည်းမရှာနဲ့ tradition ဆိုတာလည်းမရှာနဲ့သာပိကျမ်းနဲ့လည်းမရှာနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ရှာဒါနဲ့ဆိုပြလာတယ်ဆရာစကားဆိုပြီးတော့လည်းအဲ့ခံမှာကိုယ်ပိုင်ဉာဏ်နဲ့ရှာလိုက်လို့အခြေထွက်လာနေတယ်အခြေကဘာထွက်တုံးလဲမကောင်းဘူးလို့ဖြေခဲ့ရင်ချက်ချင်းဆိုယောဂလူတွေကအဲ့လိုမဟုတ်ဘူးမကောင်းမှန်းတော့သိတာပဲဒါလေးကတို့ရဲ့ tradition နဲ့ဟောစွန့်နိုင်ဘူးဘုရားမြတ်ဒါတို့ tradition အစင်လာယုံကြည်ချက်ကြီးဒါတော့စာရဲပါလားဒါလေးကတော့
ယုတ်တိရှိတာပဲကြောင်းကျိုးညီညွတ်တာပဲဆိုပြီးတော့လက်ခံတာအဲ့တော့ဗျာအဲ့လိုမဟုတ်ဘူးမမှန်ဘူးမကောင်းဘူးလို့သိလိုက်တာလည်းလည်းဆွတ်လိုက်ပါအေးကောင်းတယ်လို့သိလို့ရှိရင်လက်ခံချက်တော့မှနောက်လေးကြံ့ကြံ့နေပါဟောဒီရကတော့လို့မဟုတ်ဘူးကောင်းမှမသိကောင်းမှမသိရှင်းတော့ကျတော့လက်တော့မြတ်စွာဘုရားလမ်းညွှန်ချက်မှန်တရားကိုရှားဝေပြီးတွေ့လာလို့ရှိရင်မှန်မှန်သိရင်ချက်ချင်းဆုံးမှန်မှန်သိရင်ချက်ချင်းလက်ခံကျင့်တော်ဖို့ဒါလူတရားအတွက်ကိုယ်တည်းဥဒိအတွက်ကလုံလောက်နေသို့တော်မြတ်စွာဘုရားကာလမတုံနဲ့ဆက်ဟောပြီးလူဆိုတာတဲ့တယောက်တည်းနေတာမဟုတ်နေလုံးမိသားစုနဲ့နေဆုဆိုင်နေရှိကိုယ်မိသားစုရှိတယ်လို့ပါဝင်နေတာဆွေမျိုးသားချင်းတွေရှိတယ်မိတ်ဆွေတွေမှာရှိအပေါင်းအသင်းနဲ့နေတာကြတော့ချက်အပေါင်းအသင်းနဲ့နေတဲ့အခါကျတော့ဘယ်လိုနေရမလဲလမ်းညွှန်ချက်မျိုးဆိုကြဒီတုတ်တံမှာဆက်ပြီးဘယ်လိုနေရမလဲလို့ဆိုအပေါင်းအသင်းနဲ့မှနေလို့ရှိရင်လူတွေကြားထဲမှာနေအမုန်းတရားကိုဖယ်ရှားပြပြီးကိုယ်ဆိုဆိုင်ဒီမိဘတွေရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့ဆရာအများကောင်းကျိုးကိုမှဆောင်ရွက်နေဆိုတဲ့စိတ်လေးကိုရမှာအဲ့ဒါကိုမေတ္တာလို့ခေါ်အဲ့ဒီမေတ္တာတရားနဲ့ဆိုဆိုင်ဒီမှာနေပါအဲ့ဒီလိုမေတ္တာတရားနဲ့နေတဲ့ထဲမှာဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့လာတယ်ဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်ကြအဲ့ဒီဒုက္ခကလွတ်ရလွတ်ကြောင်းဝိုင်းဝန်းကူညီဖြေရှင်းပေးပါကရုဏာအေး society ထဲမှာတချို့ကအောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိအဲ့လိုအောင်မြင်ကြီးပွားလာတဲ့ပုဂ္ဂိုလ်တွေကြဝမ်းမြောက်လိုက်ပါတဲ့ appreciate it try ဘောပေါက်ပြီးဝမ်းမြောက်ဝမ်းသာဖြစ်ပါမဖြစ်ရင်ပါဖြစ်ဆက်လာဖြစ်ဖြစ်အနာလိုဝန်လိုမှုတွေဖြစ်တာမေတ္တာမထားနိုင်ဘူးဆိုလို့ရှိရင်အမုန်းတရားတွေကိုယ့်ရဲ့နှလုံးသားထဲမှာရောက်လာတဲ့တရားနဲ့အကျဉ်းသားတရားဆိုတာမလာတော့ဘူးကြီးပွားလာတဲ့ပုဂ္ဂိုလ်နဲ့တွေ့လည်းပဲဝါသာမှုဆိုတာမဖြစ်ဘူးမဖြစ်ရင်စီလုံးညီညွတ်ရေးဆိုတာဘယ်လိုမှမရဘူးဒီကနေ့ကမ္ဘာလောကလူကြီးလူတွေမှာမေတ္တာကရုဏာမုဒိတာဒီတရားတွေမပွားများပဲနဲ့ကမ္ဘာကြီးငြိမ်းချမ်းရေးကိုရှားနေဘယ်တော့မှမတွေ့နိုင်ဘူးကမ္ဘာငြိမ်းချမ်းရေးမပြောနဲ့မိသားစုလည်းတော့ငြိမ်းချမ်းရေးမတွေ့နိုင်ဒီတရားမှာပါပဲဒီတရားပါမှသာနဲ့စိတ်မှန်ခြင်းငြိမ်းချမ်းရေးဆိုတာရနိုင်တယ်ကိုယ်ကိုယ်တိုင်းကိုယ်ကပထမငြိမ်းချမ်းကိုယ်ကိုယ်တိုင်းငြိမ်းချမ်းခြင်းပါလို့ဆိုရင်ပါဝင်နေတာပုဂ္ဂိုလ်ရဲ့အကျိုးကိုလိုလားပါမေတ္တာဆင်းရဲဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်ကိုကူညီပါကရုဏာချမ်းသာလာတဲ့ပုဂ္ဂိုလ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါကူညီတာကဲဒီလောကဆိုချမ်းသာလာတဲ့သူတန်တဲ့သူပဲဆင်းရဲလာတဲ့သူတန်တဲ့သူပဲစိတ်လှုပ်ရှားမှုကင်းကင်းနဲ့အေးအေးချမ်းချမ်းနေကြတယ်ဆိုရင်တော့ဥပိ္ပခာဥပိ္ပခာရဲ့သဘောတရားကညမလူတွေမှာဥပိ္ပခာကိုသိတဲ့ဆောင်ွယ်သူကသိပြီးဟောပြတယ်မေတ္တာလည်းပဲအစပါတယ်ကရုဏာလည်းပဲပါတယ်မုဒိတာလည်းပဲဥပိ္ပခာဆိုတဲ့သဘောတရားကလူဆိုတာသူကံနဲ့ဖြစ်တာဆဲသွားရင်လည်းငါဆဲရမလားလို့စိတ်မဆိုးဥပိ္ပခာမှာဒါရောက်ပြီးတော့ချီးမွမ်းပြီးတော့အကူကြီးပေးတယ်။အော်ဒီကောင်ကတော်တယ်ငါ့ဘုံမှာချီးမွမ်းပေါ်ရတယ်။ငါ့ကိုအကူကြီးပေါ်ရတယ်ဆိုပြီးတော့လည်းဝမ်းသာ။ဆိုလိုတာကစိတ်ကအလုံးကြည်ငြိမ်တဲ့ပုဂ္ဂိုလ်အနေအထားမျိုးကိုပြတာလို့ခေါ်တယ်။စိတ်ကတားကြည်ငြိမ်စိတ်ဓာတ်သာကြည်ငြိမ်တာလုံးတဲ့ရှိတာတော့လုံးတယ်။ဆိုပါတော့တတော်ဟာအကူကြီးလိုတယ်တရားကဆဲပြီးတော့ခိုင်းစိတ်ဆိုးလုပ်ပြီး
တရားကချော့ပြီးတော့ခိုင်းဝမ်းသာလုပ်ပြီးအဲ့ဒါဥပိ္ပခာဝမ်းသာတယ်လို့စိတ်ဆိုးနေတယ်လို့ဆိုတာစိတ်ဟာ balance မရှိတော့တည်ငြိမ်မှုမရှိတည်ငြိမ်မှုမရှိတဲ့သဘောကိုပြဥပိ္ပခာမှာတည်ငြိမ်မှုမရှိဘူးဆိုတာမရှိဒါကြောင့်ဥပိ္ပခာကိုဘာသာပြန်တဲ့အခါကျတော့ equanimity ကိုပြန် calmness mental calmness စိတ်ဓာတ်တည်ငြိမ်နေစိတ်ဓာတ်တည်ငြိမ်နေတာဆိုအခုမြန်မာတွေကဘယ်လိုလေးပဲကောက်လဲဆိုလို့ရှိရင်ဥပိ္ပခာဆိုတာအေးကိုလည်းမတည့်တဲ့လူဒီကောင်မခေါ်မပြောနေတယ်ဥပိ္ပခာဥပိ္ပခာခေါ်ပြောသူစကားပြောမဟုတ်တော့ဥပိ္ပခာဒီလိုဟုတ်အဲ့ဒီဥပိ္ပခာတန်ဖိုးအဲ့ဒီမောင်မြတ်တဲ့ဟာဟုတ်မောင်မြတ်တဲ့ဥပိ္ပခာဆိုတာသူလုံးခါကိုဒီဥဆိုင်ပြီးတော့မနေဘူးလုံးတဲ့နာတော့ဒါမှတကယ်ဖြစ်ဆဲတယ်ဒီဥဆိုင်ပြီးလုံးတဲ့နာတော့နော်ချင်းဝါနေလည်းဒီဥဆိုင်ပြီးလုံးတဲ့နာတော့လုံးတဲ့နာကိုလုံးပြီးစိတ်ဓာတ်ကတော့တည်တည်ငြိမ်ငြိမ်ထားအဲ့ဒါမှတကယ်ဥပိ္ပခာလုံးတဲ့နာတော့ဆိုလိုတာကဥပိ္ပခာဒီတတ္တဝါတွေကိုလိတိရှုတာမဟုတ်ဘူးပုဂ္ဂိုလ်ကိုလိတိရှုတာမဟုတ်ဘူးတဲ့ပုဂ္ဂိုလ်လုံးတဲ့အပြုအမူကိုလိတိရှုသူပြောနေတာတွေပြောလို့ရှိရင်ဒီမဆိုင်ဘူးငါလုံးတဲ့နာကတော့ပါအဲ့ဒါမှဖြစ်တယ်။ရသော်ဘုရားရှင်ကိုယ်တော်မြတ်ကကြည့်ရင်ဝေဒကေဒီဝတ္တတိသသောရိအင်္ဂုလိအာမေဝေဒကေဒီဝတ္တတိရသော်ဘုရားကိုတတ်ဖို့ကြိုးစားနေတယ်တဲ့သောရိအင်္ဂုလိမာနေပြီးနောက်ကဓာကြီးနဲ့ခုတ်လို့လိုက်တဲ့အင်္ဂုလိမာဓနပါလာဆိုတဲ့နာလာဂီရိစင်ကြီးထိုးတယ်လို့လာတဲ့နာလာဂီရိစင်ကြီးရာဟုလာသားတော့အဲ့ဒီ၄ယောက်ပေါ်မှာစိတ်ဓာတ်အတူညီအောင်ထားနေတယ်စဉ်းစားလို့ရှိဘုန်းကြီးတို့တွေထားနိုင်မှာအားရပါတဏှီတွေကိုစိတ်ထားနိုင်တယ်အဲ့ဒါဥပိ္ပခာခွဲခြားပြီးတော့မမြင်တော့ဘူးတတ်ဖို့ဓာချမ်းပြီးတော့လိုက်နေတဲ့ဒီဒီမှာနဲ့သားတော်ရာဟုတ်လားခွဲခြားပြီးမမြင်ဘူးတူတူပဲထားတယ်စိတ်ဓာတ်ကြီးငြိမ်ဘာဖြစ်လို့မြတ်စွာဘုရားစိတ်ဓာတ်ကြီးငြိမ်လို့ဘုရားလောကမှာမရှိတာဒေါသမှာမရှိဘယ်လိုက်တယ်ဆိုတာလောဘလိုဒေါသလိုပဲလိုက်တာလောဘဒေါသမောဟကပဲလိုက်တာလောဘစိတ်ပဲလိုက်ပြီးသံဃာတတိဒေါသဆိုရင်လည်းပဲလိုက်ပြီးဒေါသတတိသမာဓိရင်လည်းပဲလိုက်တယ်မောဟတတိကြောက်လို့ပဲလိုက်တယ်ဒေါသတတိမေယတတိဟောအဂတိ၄ပါးဆိုဒီမှာလောဘဒေါသမကင်းတဲ့ပုဂ္ဂိုလ်လောဘဒေါသရဲ့ရေးကြံပုဂ္ဂိုလ်ဆိုလောဘဒေါသကင်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ငြိမ်နေဘယ်လားဖြစ်နေဒီကောင်းနေပြီအမြဲတမ်းတိမှတ်တည်ငြိမ်နေတာဟိုဘက်ဆုံးဒီဘက်ဆုံးလှုပ်ရှားခြင်းနဲ့မရှိဘူးတိမှတ်တည်ငြိမ်သွားတာအဲ့ဒီလိုဖြစ်အောင်မေတ္တာကရုဏာမုဒိတာဆိုတဲ့တရားတွေပွားများပြီးတဲ့အခါအဆင့်အမြင့်ဆုံးဖြစ်တဲ့ဥပိ္ပခာတရားပွားရအဲ့ဒီလိုဥပိ္ပခာတရားပွားလိုက်ပြီဆိုရင်ဒီပုဂ္ဂိုလ်ကတကယ်သူတော်စင်ဖြစ်သွားအလုံးမြင့်မြတ်သွားပြီကြည့်ဒီမေတ္တာဆိုတဲ့နှလုံးသားကလည်းစိတ်လှုပ်ရှားမှုရှိနေနေသူကအကျိုးစီးပွားတွေတတ်တော်တွေချမ်းသာကြပါစေဆိုတဲ့သူလှုပ်ရှားမှုတွေရှိကရုဏာနဲ့ကနာတဲ့စိတ်ဆိုတော့စိတ်လှုပ်ရှားမှုတွေတခုဘုရားကလည်းဝမ်းသာတာဆိုစိတ်လှုပ်ရှားမှုတွေတခုငြိမ်းချမ်းမဟုတ်ဘူးအဲ့ဒါတွေတရားစဉ်းစားကြည့်ပေါ်ကိုယ်စိတ်တွေကိုဝမ်းသာနေတာရင်စိတ်ဒီကနာနေတဲ့စိတ်တွေဝမ်းသာနေတဲ့စိတ်တွေဖြစ်တဲ့အခါမှာဘယ်လိုနေစိတ်ငြိမ်းချမ်းမှုရှိလှုပ်ရှားမှုတွေပါ emotion တွေရှိဥပိ္ပခာကျတော့ emotion ဆိုတာလုံးဝမရှိတော့ဘူးဘယ်နဲ့ဖြစ်နေငြိမ်းနေအဲ့လိုငြိမ်းနေတာပို့ပြီးတော့သင်တန်းခြင်းနေ society မှာနေတဲ့အခါမှာအဲ့လိုမေတ္တာပြုလို့ဘုရားဥပိ္ပခာနဲ့နေပါ
ဒီဆောင်ပြရွေးချယ်ရတဲ့နာမည်ကိုဒါဘယ်တရားဘယ်ဘာသာလို့ပြောတာမဟုတ်ဘူးလူတိုင်းရှင်းသုံးနိုင်တရားကြီးရှိတယ်နော်ဟုတ်ပါဗျာကဲနောက်တစ်ခုရသော်ဘုရားဟောတဲ့နေရာမှာခုနကအမှန်တရားကိုရှာဖွေပြီးပေးတယ်ကိုယ်ပိုင်ဉာဏ်နဲ့ရှာလို့အဖြေတွေ့တယ်မကောင်းဘူးလို့ဖြေတွေ့ရင်ပဲကောင်းတယ်လို့ဖြေတွေ့ရင်ရှင်းသုံးဆိုတဲ့ဒီမှာနေတဲ့အခါမှာမေတ္တာကရုဏာမွေးနေလို့ခါနေပြီဟောဘောကိုယ်ဘောဒီလျှောက်ဖို့ရတယ်ငါလုံတော့လူပြောက်တယ်လုံတော့ဒါပေမဲ့ပြဿနာလေးသူကကျမ်းနေတယ်မဖြေရှင်းနိုင်တဲ့ပြဿနာကျမ်းနေမာကျမ်းနေလို့အဲဘုန်းကြီးတို့တွေစဉ်းစားကြည့်နာမဝါဆိုတဲ့လူဖြေကုန်မှာဒီလိုလည်းကြမ်းတယ်သိပ္ပံရောလည်းကြတယ်ရနာမဝါဆိုရှိတယ်ရှိတချို့ကမရှိဘူးဟောတယ်တချို့ရှိဘူးဘာသာတရားတွေမှာနော်တချို့ဘာသာနာမဝါရှိတယ်တချို့ဘာသာနာမဝါမရှိဘူးကဲရှိတယ်မရှိဘူးကိုလည်းသိတယ်ဘာလို့ကဲတချို့ဘာသာပြောတဲ့အကုသိုလ်ကိုလုပ်ထားတဲ့အကုသိုလ်တွေကကိုခံရမယ်လို့ပြောဒီတချို့ဘာသာကျတော့ကိုခံရမလို့ဘုရားဘုရားရှိခိုးထောက်ပြီးတော့တောင်းပန်နိုင်လို့ရှိရင်အကုသိုလ်တွေကဆန်းချော်တာတွေအကုန်လုပ်တော့အဲ့ဒါလို့ကိုယ်ရဲ့ချက်ကြီးရှိနေပြီပဲညာမိမိတို့ကိုယ်ပိုင်ဉာဏ်နဲ့ခုနကလောဘဒေါသမောဟအလောဘအဒေါသအမောဟကိုပြေတော်ဆင်ခြင်လို့ဆင်ခြင်သုံးသပ်လို့ရတဲ့အဖြေကိုရနိုင်မှာမလားရနိုင်နော်ဒီလိုဘဝနောက်ဘဝကိုလုပ်ပြီးတော့ဖြေရှာနောက်ဘဝဖြေဖို့မှမဖြစ်ဘူးကိုလုပ်ရတဲ့အကုသိုလ်တွေဒီကိုခံရအောင်မှမခံဘူးလားအကုသိုလ်တွေကအကျိုးပေးတယ်လားမပေးဘူးလားဆိုတာဒီအတ္တတဲ့အဖြေမထုတ်နိုင်ဘူးလေအဲ့ဒီလိုအဖြေမထုတ်နိုင်တဲ့အခါမှာမြတ်စွာဘုရားတေချာတာလို့ဆိုပြီးမှအဖြေမထုတ်နိုင်တဲ့အခါကျတော့တေချာတဲ့လမ်းကိုရွေးခိုင်းဘယ်လိုရွေးလို့ကဲကောင်းပြီငါဒီဘဝလူတော်လူကောင်းဖြစ်အောင်နေလိုက်လူတော်လူကောင်းဆိုတဲ့စံနဲ့ကတ်ဒီဘဝလူတော်လူကောင်းဖြစ်အောင်နေလိုက်လူတော်လူကောင်းဖြစ်အောင်နေလိုက်လို့ရှိရင်နောက်ဘဝရှိတယ်ဆိုရင်လည်း okay ပဲနောက်ဘဝမှာကောင်းတဲ့ဘဝရောက်နောက်ဘဝမရှိဘူးဆိုလည်း okay ပဲပါလို့လူကောင်းမှာဖြစ်သွားတယ်အဲ့ဒါတစ်လုံးမကောင်းဘူးလားဒီဘဝမှာကိုယ်ကိုလူတော်လူကောင်းဖြစ်အောင်လုပ်ခြင်းဖြင့်နောက်ဘဝရှိရင်လည်းကောင်းတဲ့ဘဝရောက်ဖို့တည်ရတယ်နောက်ဘဝမရှိဘူးဆိုလည်းခါဒီဘဝဒီကောင်းတယ်ဟောတစ်ဖက်ကောင်းတဲ့ညီတွေကဲအကုသိုလ်တွေတချို့အကျိုးပေးတယ်လို့ပြောတယ်တချို့ကလည်းconfession လုပ်လိုက်ရင်အကုသိုလ်ကအကျိုးမပေးဘူးလို့ပြောတယ်ဘယ်ဟာကမှန်တယ်ကိုဆုံးဖြတ်တယ်မဆုံးဖြတ်နိုင်လို့ရှိရင်သိကြတာတော့အကုသိုလ်ဘယ်လိုပဲနေလိုက်ပေါ့ဟုတ်တယ်သူကပဲသူများတဲ့တာလို့ရှိရင်မဲကြီးတယောက်ကမကြည့်ဘူးပြောတယ်ဆိုကဲမသာပဲနေလိုက်ပေါ့မသာပဲနေလိုက်တော့အားဖြင့်ပုဂ္ဂိုလ်ကဒီဘဝမှာလည်းဆန်းရတာနေရတယ်အကုသိုလ်ကအကျိုးပေးတယ်ဆိုရင်လည်းကိုယ်ကမတတ်သိတဲ့ကြောင့်အကျိုးပေးတယ်မရှိဘူးဒီအကုသိုလ်ဆိုတာမရှိပါဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ရတယ်ကိုယ်ကလုံးဝမလုပ်တာတော့မလုပ်ချင်းကြောင့်လည်းကိုယ်မှမရှိဘူးအကျိုးမပေးခြင်းကြောင့်လည်းကိုယ်မှမရှိဘူးဟောတစ်ဖက်นั้นကောင်းပါဟုတ်တယ်အကုသိုလ်ကိုကိုယ်တိုင်ကလောက်မှမလုပ်တဲ့အတွက်ကြောင့်အကုသိုလ်ကအကျိုးပေးတယ်ဆိုလို့ရှိရင်ကိုယ်ကမလုပ်တဲ့အတွက်ကြောင့်အကျိုးပေးမှာဒီချို့ပုဂ္ဂိုလ်တွေအကုသိုလ်ကအကျိုးမပေးပါဘူးအကုသိုလ်ဆိုတာမရှိဘူးဆိုလို့ရှိရင်အကုသိုလ်မရှိဘူးဆိုရင်ပုံမှန်ကြတာပေါ့ကိုယ်တိုင်လည်းလုပ်လည်းမလုပ်ဘူးမရှိလည်းမရှိဘူးဆိုတော့တစ်ခါတော့မကောင်းဘူးအဲ့ဒါကာလမတ်တုံမှာမြတ်စွာဘုရားဘဝခရီးမှာရွေးချယ်တယ်မြတ်စွာဘုရားကငါတရားကောင်းတယ်လို့မဟောဘူးဘဝခရီးလျှောက်တဲ့အခါမှာသံတရားဖြစ်เสียကြုံလို့ရှိရင်ဒီလမ်းနဲ့ရွေးချယ်ပြီးတော့ရှားအောင်လုပ်တယ်အဲ့တော့ဘဝမှာငါဆလို့စအောင်ဖြစ်နေတယ်မလို့ဘူး
အခုမြတ်စွာဘုရားခင်းပြီးတော့ပြီးတော့ဩဝါဒလမ်းကြောင်းတိုင်းရှောက်လို့ရှိရင်တို့ကငရဲကြီးတယ်လားငရဲမကြီးဘူးလားငါလောက်ကောင်းမလားမလောက်ကောင်းဘူးလားနေတယ်ငါမှမလုပ်တော့ဟုတ်ကဲ့လောက်ကောင်းမလားမလောက်ကောင်းမလားနဲ့နေတယ်လေဘာမှမလုပ်ဘူးအဖြစ်ဖြစ်တာလည်းမလောက်ကောင်းမလုပ်ရဘူးဒီလေလောဘဒေါသမောဟနဲ့ရှင်ကောင်းအလောဘအဒေါသအမောဟနဲ့ရှင်ကောင်းလောက်ကောင်းလောက်ကောင်းအဲ့ဒီနဲ့ရှိပြီသဘာဝပဲမြတ်စွာဘုရားဟောတာသဘာဝကိုဟောတာဒီဆိုတာတော့လည်းနေပေါင်း1500ပဲပူတာပဲဒီကနေ့လည်းပူတာပဲနောက်လည်းပူဖို့မှာဘယ်သူတိုင်တိုင်ကြီးကတော့မှာပဲပူစေမှာပဲမြတ်စွာဘုရားဟောတဲ့ဓမ္မဆိုတာ natural law the law of nature ဘယ်သူမှကြောင်းလို့ပြင်လို့မရတဲ့သဘာဝတရားကြီးကိုမြတ်စွာဘုရားਇਸကာလဘုရားကတွေ့ဒီတရားဘုရားကခံတဲ့နာဘောရမမြတ်စွာဘုရားဗုဒ္ဓအနေနဲ့ခံတဲ့နာတခုမှမရှိဘူးသဘာဝတရားကိုသိမြင်တာတွေ့ရှိတာအဖြစ်တွေတွေ့ရှိတာသဘာဝတရားကိုသိအဲ့ဒီတွေ့ရှိတဲ့တရားဘုန်းကြီးတို့တွေနိုင်အောင်ရှင်းလို့ဆိုပြီးတော့ကာလမတော့မြတ်စွာဘုရားကဟောကြားတာဖြစ်ပါတယ်အဲ့ဒီမြတ်စွာဘုရားဟောကြားတဲ့သုတ်တံကိုပဲရှင်းလင်းပြီးတော့ညမှာလို့ဘဝခရီးမှာရွေးချယ်ရမယ့်လမ်းလို့အမည်ပေးပြီးတော့ဟောတဲ့တရားဒီနေရာမှာပဲဒီဆုံးဖြစ်ပါတယ်။ဒါကြောင့်မို့မြတ်စွာဘုရားရွေးချယ်ပေးတဲ့လမ်းကနေလျှောက်ပြီးတော့ငြိမ်းချမ်းသာယာတဲ့နောက်ဆုံးမှာအေးချမ်းဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုယ်ဒီကိုယ်မှာမြင်မောမှုနိုင်ကြပါစေကုန်သတ္တဝါများစွာအေးရန်กว่าသံဃာကြပါစေဣတ္တာယိကံသုံးငါဖြံ